မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေကမိသားစုစာဝန်တွေအတွက်နေ့စဉ်မနားမနေရုန်းကန်နေရတဲ့အိမ်တော်ဦးစီးတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကိုပိုင်ခြေတော်ပေါ်မှာရက်တီဖို့စူးစမ်းနေတဲ့လူငယ်တစ်ယောက်လည်းဖြစ်နိုင်ပါတယ်ဘယ်သူပဲဖြစ်ဖြစ်အခုချိန်မှာကျွန်တော်တို့အားလုံးရင်ဆိုင်နေရတာကတော့မရေရာမှုနဲ့ကြက်တဲမှုဆိုတဲ့အတိုင်းတစ်ခုကြီးပါပဲဒီဘိုင်းပညာရှင်တွေလို့ကိန်းဂဏန်းတွေ theory တွေနဲ့ပြောနေမယ့်အစားကျွန်တော်နှလုံးသားတွေကစေတနာစကားကိုဒီနေ့မှာပါချင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စီးပွားရေးကမုံတိုင်းထန်နေတဲ့ပင်လယ်ပြင်တစ်ခုလိုပါပဲဒါပေမဲ့မိတ်ဆွေပင်လယ်ဘလောက်ကြမ်းကြမ်းကျွမ်းကျင်တဲ့တံငါတွေကတော့ငားရအောင်ဖမ်းတဲ့စမြဲပဲဖြစ်ပါတယ်အခုလက်ရှိအချိန်ဒီမှာအခြေခံလူဒန်းစားနဲ့အလဲလဲဒန်းစားတွေအတွက်ဂိတ်ကိုအလားလာရှိပြီးတော့လောရင်လောက်တလောက်အကျိုးရှိမဲ့စီးပွားရေးလမ်းကြောင်းလေးတွေကိုကျွန်တော်ဆွေးနွေးပြပါရစေနံပါတ်1မြမမြေမြမအရသာတန်မိုးမြင့်ပြည်တွင်စားတောက်ကုန်များအရင်ကကျွန်တော်တို့ဟာနိုင်ငံခြားကလာတဲ့ထုတ်ပိုးမှုလှလှပပလေးတွေနဲ့မုံတွေကိုအထင်ကြီးခဲ့ကြရပါတယ်ဒါပေမဲ့ငွေကြေးဖောင်းပွားမှုတန်ကိုခံလာရတဲ့အခါမှာလူတွေရဲ့စိတ်ဟာအရေးအသွေးနဲ့တန်မိုးဘက်ကိုပြန်လှည့်လာကြပါတယ်ဒါဟာမိတ်ဆွေတို့အတွက်ရွှေတွင်းမှာပဲအိမ်မှာလောက်တဲ့ငပိရေချိုလေးတစ်ခွက်တန်ချင်းလက်ဆက်တဲ့မွေးငါးလေးတစ်ပွဲဒါမှမဟုတ်ရာသီပေါ်တတိယုံစုံလေးတွေကတော့အခုခေတ်မှာရွှေထက်တန်မိုးရှိလာကြပါတယ်လူတွေကဈေးကြီးပေးရပြီးတော့ကျမရင်းနဲ့မညီညွတ်တဲ့အစားအစာတွေထက်ကိုယ်ဒေတာထွက်ကိုယ်လက်ရာတန်ရှင်းပြီးတော့မှစေတနာပါတဲ့အစားအစာတွေကိုတန်တလာကြပါပြီဒါဆိုရင်ခွန်လန်းကဘယ်နားမှာလဲမိတ်ဆွေရဲ့လက်ရာကတာမန်မဟုတ်ဘဲနဲ့ထူးခြားမှုရှိဖို့လိုပါတယ်ဥပမာတရတီးတနက်လုံးမယ်ဆိုရင်တော့တာမန်ပလတ်စတစ်အိတ်လေးနဲ့မဟုတ်ဘဲနဲ့တက်ရက်တဲ့ပလင်းလေးနဲ့တစ်စိတ်လေးကပ်ပြီးရောင်းမယ်ဆိုရင်အလဲလဲတန်းစားတွေကဝယ်ယူဖို့အတွက်ဝင်မလေးကြပါဘူးအိမ်တွင်းဖြစ် homemade ဆိုတဲ့စကားလုံးကအခုခေတ်မှာယုံကြည်မှုရှိဆုံးတစ်စိတ်တုံးတစ်ခုလိုဖြစ်လာနေပါပြီနံပါတ်2ကတော့အဟောင်းကိုအသစ်ဖန်ဆင်းခြင်းပြုပြင်ထိန်းသိမ်းနဲ့ဝန်ဆောင်မှုပစ္စည်းတွေဝယ်ဖို့ခက်ခဲလာတဲ့အခါမှာရှိပြီးသားပစ္စည်းတွေကိုတန်မိုးထားလာကြတာကလူတွေရဲ့သဘာဝပဲဖြစ်ပါတယ်ဒီနေရာမှာပြုပြင်တတ်သူတွေကဆရာတစုဖြစ်လာတော့မှာပါအဝတ်ထဲဟောင်းလေးတွေကိုဒီဇိုင်းဆန်းဆန်းလေးနဲ့ပြန်ချုပ်ပေးတာပြက်နေတဲ့ဖုန်းဘန်ကာသမင်းပေါင်းတွေကိုပြန်လည်အသက်သွင်းပေးတာဒီလုပ်ငန်းတွေကဘယ်တော့မှရပ်တန့်သွားမဲ့စီးပွားရေးတွေမဟုတ်ပါဘူးအထူးသဖြင့်အလဲလက်တန်းစားတွေကပစ္စည်းတွေဝယ်မဲ့ငွေကိုရွှေတာပြီးတော့မှပြုပြင်သုံးစွဲဖို့ပိုအားသန်လာကြပါတယ်ဒါကနှလုံးသားနဲ့လုပ်ရမယ့်အလုပ်ဖြစ်ပါတယ်ဒီလုပ်ငန်းမှာအဓိကလိုအပ်တာကအာမခံချက်ပါကျွန်တော်ပြင်ပေးလိုက်ရင်စိတ်ချအာမခံနေဆိုတဲ့စကားတခွန်းကမိတ်ဆွေအတွက်ဖောက်တယ်ပေါင်းများများစွာကိုခေါ်ဆောင်လာပေးပါလိမ့်မယ်နံပါတ်3လက်တဖွားပေါ်ကစီးပွားရေးအသေးစား digital ဝန်ဆောင်မှုအင်တာနက်ဆိုတာကိုခေတ်မှာဖြောပြရေးတက်မဟုတ်တော့ပါဘူးအခြေခံလူတန်းစားတွေအတွက်ပါဈေးဆိုင်တည်စရာမလိုပဲဈေးရောင်းလို့ရတဲ့နေရာတစ်ခုဖြစ်လာပါပြီမိတ်ဆွေမှာဖုန်းလုံးရှိရင်စီးပွားရေးစလုပ်လို့ရပါပြီကိုမတက်နိုင်သေးတဲ့ပစ္စည်းတွေကို pre-order ကြိုတင်မှာစနစ်နဲ့ရောင်းမလားဒါမှမဟုတ်ကိုတက်ထားတဲ့ပညာတစ်ခုဥပမာစင်းကိုင်းတာစာရေးတာဒီဇိုင်းဆွဲတာတို့ကို online ကနေဝန်ဆောင်မှုပေးမလားအရင်ကငွေမဟုတ်ပါဘူးအချိန်နဲ့စေတနာပါ Facebook တို့ TikTok တို့ပေါ်မှာကိုရောင်းမဲ့ပစ္စည်းအကြောင်းကိုရိုးရိုးသားသားစိတ်ဝင်စားစရာကောင်းအောင်ရေးသားတင်ပြနိုင်မယ်မိတ်ဆွေကအောင်မြင်တဲ့ online လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာနိုင်ပါပြီ။စာကိုသုံးသက်ခံဒီမှာကျွန်တော်အလေးနဲ့ထားပြီးတော့မာဂျင်နာလေးတစ်ခုရှိပါတယ်ဗျ။အခုလာမဲ့ခေတ်ကာလမှာစီးပွားရေးလုပ်တယ်ဆိုတာငွေရဖို့တသက်မဟုတ်ပါဘူး။ယုံကြည်မှုတည်ဆောက်ခြင်းသာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ရိုးသားပါ။ဈေးနှုန်းတက်ကြရှိရင်လည်းဖောက်တယ်ကိုပုံမှန်လင်းလင်းပြောပြပါ။နံပါတ်2ကတော့အရေးသွေးကိုထိမ့်သိမ့်ပါကုန်ဈေးနှုန်းတက်လို့ပစ္စည်းလျှော့တာမျိုးမလုပ်ပါနဲ့ဈေးကိုသာတင်းတင်းတလောက်တက်လိုက်ပါဖောက်တယ်တွေကနားလည်ပေးနိုင်ပါတယ်နံပါတ်3မိတ်ဆွေဖွဲ့ပါဝယ်သူကိုဝယ်သူလိုမဆက်ဆံပဲနဲ့မိတ်ဆွေလိုဆက်ဆံပါအခြေခံလူတန်းစားပဲဖြစ်ဖြစ်အလဲလဲတန်းစားပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးမှာတူညီတဲ့အားသာချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့မလျှော့သောဇွဲလုံးလားပါပဲအခုကျွန်တော်ပြောခဲ့တဲ့လမ်းကြောင်းတွေကကိုနဲ့ကညီမဲ့တစ်ခုခုကိုရွေးချယ်ပြီးတော့တေးသေးလေးကနေစတင်ကြည့်လို့ရပါတယ်
ဒီနေ့စိုက်တဲ့ပင်လေးကမနေ့ဖြန်မှာအသီးပွင့်ဝေစားလာမှာပါအခက်ခဲဆိုတာခဏပါပဲကိုယ့်ရဲ့အရေးချင်းနဲ့စူးစမ်းမှုကသာထာဝရဖြစ်ပါတယ်အားလုံးပဲစီးပွားလက်လာပါတွေဒီရေလားတိုးတက်ကြပါစေခင်ဗျာ